空的人，你那个管你的，谁对个手打呗？得了风干嘛哦，俺嘛得比我发的，你那个这个钱的路他比路把呢。秋日天的这个卡的来了卡巴的，俺为要地皮，哦那个啥巴的，你风我路我们住对呀那个吃打呗，俺一斤俺这样俺他个你那巴的，没家看那撇巴的，没家看那撇巴的，我们手人口人，没家看那大巴的，看人家要家掉了没俺个天的啦，脑袋要心的啦，没那俺也变个，俺个俺亲给啥嘛，这个人们地巴的，他被没了你推年的要被洗的路。那个米的，我也撇个，谁听呀老撇钱的撇钱呀撇啊 ，drama 有钱那个表你家乱子过路 ，chemistry 拍啥欧个 formula 三十七路，后下来都来呢，地下来小来呢，你这个别说吧的，我的妈都小开开，嘿，搞嘛嘞，耶，现在嘛别的，哦那个，哎呀来吃的，哎呀来摸的，我哎别不让看的对哈人呢。你那里他们个，今天嘛空的人，你那个管你的，谁对个手打呗？得了风干嘛哦，俺嘛得比我发的，你那个这个钱的路他比路把呢，我哎嘛太的人，谁顾人比来他急，对呢来对个本路嘛啥啥么西，大北没吃钱的，哎闹心机撇钱的，敌人来先切过呗，俺里边米撇的没呢，妈咪呢啊，身边好嘞就啥个。有别身边别熬那你老板呢，谁不把呢？白头呢今年嘞，大所以那有嘛呢？路的家天年纪的别连那几么后边没？第一嘛年的个上比对呀若西巴的，你俺嘞俺不话个 tennis 路被晒你的，俺家嘞俺来见那弟弟也能买你的，俺被东俺你我没见那铺表米嘞，俺谁听俺你我们路见来都按你的，这对呢阿蒙你呢路衰你呀那谁不别路，俺风我改哦，但还也不切的梦。Hey， 搞嘛嘞，坏的路，谁的路，你的路，你个，哎呀来吃对，哎呀是为了我而变的路，哎别不让看的，但还也不切的梦。Hey， 搞嘛嘞，搞嘛嘞，现在嘛别的，哦你个，哎呀来吃对，哎呀来梦的，我哎别不让看的对哈人呢，西藏的他们个，现在嘛空的人，你那个管你的，谁对个手打呗，得了风干嘛哦，俺嘛得比我把的，你俺个这个钱的路他比路把呢，西藏的他们个，现在嘛空的人，你那个管你的，谁对个手打呗，得了风干嘛哦，俺嘛得比我把的，你俺个这个钱的路他比路把呢，嘿，搞嘛嘞。Hey， 现在嘛白天哦那个，还要来吃的，还要来摸的，我哎别不看的对哈人呢。Hello， 就是这把的。家内，心地杂追，对你妈的给主席的，多卡一路家为，只有阿妹，你就打到西多的。我那追那追，心地杂追，对你妈的给主席的，有个什么的很多为了耶，မြန်မာမျိုးသမီးများရဲ့အသက်အရွယ်လိုက်မြန်မာမှုမြန်မာဟန်မြန်မာစရိုက်နဲ့အညီပြုသမျှရင်စင်သမျှလှနှိုင်းမရအောင်တရေဆောင်နေတဲ့ရုပ်ရှင်ပြုဆောင်ခင်တန်းတွေခင်မမို့အေးရဲ့ရှောင်းလန်းပြုတ်ပေါ်နေမှုပါရှင်ညတွင်ရဲ့မြင်သူငယ်လောက်တည်းမောကနဲ့ရှင်ဖန်စီရင်နေညတွင်ရဲ့မြင်သူငယ်လောက်တည်းမောကနဲ့ရှင်ဖန်စီရင်နေညတွင်ရဲ့မြင်သူငယ်လောက်တည်းတောင်းစုတွေပြေဆုံးပါပေမိုးကြရွှေကိုမိမဲမထင်ဘူးတကယ်ညနေသားပြုံးမှာရင်ခွဲမင်းပါပါရှုံးနေတစ်ဖက်သားမုံနိုင်မှာတော့ယမင်းလာကမုံရဲ့အမှုရာ၆ပြည့်လွတ်ကင်းနေမိုးနဲ့အိမ်နာတွေမိုးနဲ့အိမ်နာတွေတို့ဆွေရဲ့ယုံကြည်ကြအောင်မောင်ကရွယ်မောင်ကနဲ့ရှင်ဖန်စီရင်နေညတွင်ရဲ့
စုရှင်ခင်သီတာထွန်းဖြစ်ပါတယ်ခင်သီတာထွန်းဟာတခါကတဘဝအိဋ္ဌိယကောမိန်းမတို့သည်ပန်းတီတဲ့ကျိုးစတဲ့ဇကားများနဲ့ရွှေစင်ရုပ်ထုများကိုရင်ဝယ်ပိုက်ခဲ့တာဖြစ်ပါတယ်အဲ့ဒီဇကားတွေအနဲ့အိဋ္ဌိယကောမိန်းမတို့ဒီမှာမိမသားတို့အကြောင်းကိုကောင်းကောင်းကြီးပိုင်ပိုင်နိုင်နိုင်တင်ဆက်ပေးနိုင်ခဲ့တဲ့အကယ်ဒမီဆုရှင်တူဖြစ်ပါတယ်ရှင်ကြည့်မယ်ဆိုရင်ဖြင့်မြမယဉ်ကျေးမှုများစုရရာမန္တလေးရွှေမြို့တော်အတွင်းရှိရကန်းစင်ကျွဲချိတ်စင်အသွေးအမျိုးမျိုးကိုအခြေခံပြီးစီရင်ထုံးဖွဲ့ကြတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဆုရှင်ကတော့မိမသားတို့ရဲ့ပင်ကိုယ်တဘာဝနဲ့စိတ်ခံစားမှုတယုံမှန်ကိုတစ်ခေတ်တစ်ခါကရင်နဲ့စွာဖော်ပြခဲ့တယ်။အားနွဲ့သူပါရှင်ရုပ်ရှင်ဇာတ်ကားကြီးရဲ့ရွှေစင်ရုပ်ထုပိုင်ရှင်ဒေါ်ဒီစီကျော်ဝင်းပဲဖြစ်ပါတယ်။ဒေါ်ဒီစီကျော်ဝင်းဟာမိမသားများအတွက်ဘဝသင်ခန်းစာကိုရရှိခဲ့တယ်။မဲ့တော်ဇာတ်ကားကြီးမှာလည်းအမျိုးသမီးပြိတ္တအကြိုက်ပြောင်မြောက်စွာတရုပ်ဆောင်ပေးခဲ့ပြန်ပါတယ်။ချစ်စရာလေးခင်မထွေးကတွေးချမေမတကယ်လက်ခဲမလားကွယ်လို့ခေါ်ဆောင်ငါတို့အိမ်တော်အမေပြောတဲ့စကားပဲနားလေတရားလေးများချွန်းသမောင်းဒီတောင်အိမ်မရွေးနောင်အသီးအနှံဆုံးအကုန်ရအောင်ခုနောက်ဆုံးတင်ပြမယ်ကရီများရှင်ကတော့ပြုဆောင်ဒါရိုက်တာဒေါ်ဝဝင်းရွှေဖြစ်ပါတယ်ဒေါ်ဝဝင်းရွှေဟာတန်ဆက်စရာအလိုကြဖြစ်ခဲ့ရတဲ့မိမသားများရဲ့ဘဝအဖုံဖုံကိုအခြေခံတဲ့အမျိုးသမီးပညာပေးဇာတ်ကားများမှာအကယ်ဒမီများရရှိခဲ့တာဖြစ်ပါတယ်အဲ့ဒီဇာတ်ကားတွေကတော့ချစ်သမီးချောင်းကိုပြည့်ပြည့်မြစ်ကိုရှာနဲ့မိန်းကလေးရှင်ရဲ့ဆန္ဒဆိုတဲ့ရုပ်ရှင်ဇာတ်ကားများပဲဖြစ်ပါတယ်။ရုပ်ဆောင်ပညာမှာရောရိုက်တာပညာမှာပါထူးချွန်တဲ့မျိုးသမီးကြီးတူဖြစ်ပါတယ်ရှင်။စီရနာအပြေရှာတာတွေးကြမယ်။တွေးမကွာရှိကဘာမှမနေပါရွယ်။တန်ရာနေလေကရဲ့တေးဆွဲချစ်တယ်။စိတ်စိတ်ပါကွယ်ဒီကဘာမြေလွာဝဲလူဘွားမေဒီကသာလာပါတယ်ရှုကြပွဲမောင်မင်းဖျားချင်တာတဲ့ချစ်ချင်းမှုရဲ့စိတ်ကဒီကိုလေကြည့်နေစမ်းခွေအလမောင်စွာရှုမြင်ရမှာကရုပ်ရှင်ရဲ့ဗီဒီယိုသရုပ်ဆောင်အာဆီယံနာ
မယ်မိုးယူဆန်နဲ့အောင်လေးလေးတို့ပဲဖြစ်ပါတယ်ဆက်လက်ပြီးတွေ့ရမှာတော့ရုပ်ရှင်နဲ့ဗီဒီယိုရုပ်ဆောင်တင်စာဝင်းကျော်နဲ့ထွန်းထွန်းတို့ပဲဖြစ်ပါတယ်
ရွှေပါစေလို့မြင်ရပါတယ်ငါစလို့ပါဆုံးခြင်းသာရရှိခဲ့ပြီဒါကိုမှရင်တစ်ခုလုံးတင်ချင်မှာလမ်းဟောင်းလေးမနှလုံးသားတစ်ခုရဲ့ဒီလိုမူသားကြနိုင်မလားဟိုအိမ်မတစ်ခုကပြီးဆုံးခဲ့ပြီလောင်မြိုက်ခြင်းပြဘဝကိုဆုံးသတ်မသွားပါဆုံးနိုင်ခွင့်ရှိလဲဆုံးခြင်းသေးပါရဲ့ဒီလမ်းလေးပေါ်မှာရှိမယ်နောက်ကျများကိုမပြနိုင်ခဲ့ငါဟာဒီဆုံးရချင်နေဘဝလုံးအလောင်းလေးပေါ်မှာချင်နေပါသေးတော့ရှုံးမိတာဆုံးရင်သာရရှိခဲ့ပြီဒါကိုမှရင်တစ်ခုလုံးမထင်ချင်မှာဟိုလမ်းဟောင်းလေးမလုံးသားတစ်ခုရဲ့ဒီလိုကိုခံကြနိုင်မလားဟိုအိမ်မတစ်ခုကပြီးဆုံးခဲ့ပြီလောင်မြိုက်ခြင်းပြဘဝကိုဆုံးသတ်မသွားပါဆုံးနိုင်ပြီရှိလဲဆုံးခြင်းသေးပါရဲ့ဒီလမ်းလေးပေါ်မှာချင်တော့ပါဆယ်လမ်းကြီးကိုမျက်နှာသာစေမြေသာခံစားရင်ဘဝကိုချိန်နဲ့တာမှာပါဘာကိုမျောလင်းလို့စုပ်ကိုင်ထားရမလဲရောက်တဲ့ပြီးချင်နေပြီပဲဘာကိုချိန်နဲ့လို့ all night only scary shall let me out နိုင်ခဲ့ဘယ်ကိုထွက်ပြေးလို့မချင်ရှိမယ်နောက်ကျများကိုမပြနိုင်ခဲ့ငါဟာဒီဆုံးတော့ရချင်ဘဝလုံးလမ်းဟောင်းလေးပေါ်မှာချင်နေပါစေလို့ရှုံးမိတာငါဟာဒီဆုံးတော့ရချင်ဘဝလုံးလမ်းဟောင်းလေးပေါ်မှာချင်နေပါစေလို့ရှုံးမိတာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာခ
lucky me, will be too late me. Euphoria ကတာဝန်ယူပေးခဲ့ပါတယ်ရှင်။
ကိုဝင်ဆောင်မိခင်လောင်တက်ကတော်ဂွန်းပုံရဲ့ဝစ်စုံလေးကိုတော့မာမဘယ်လာကတာဝန်ယူပေးထားပါတယ်ရှင်ဘာပဲပြောကိုရီးယားခင်မှာဆိုတော့ကိုရီးယားမင်းသားလေးတို့စိတ်ကူးကျင်တာပေါ့လေဂျူမုံလေးကလည်းတို့ကိုချစ်တယ်တို့ဂျူမုံကမငန်းလို့တို့ငန်းလို့မနာလို့တို့ကတိတယ်ဟိုလျောင်ကြီးကကြတော့လေဂုံးလေးငေးနေတာဟုတ်တယ်တကယ်ပြောတာဒါပေမဲ့ဂုံးရဘွားအိမ်မက်ထဲမှာပြောပါတယ်ညီမလေးတို့ပုံငန်းတာမမတိတယ်ဒါပေမဲ့ဘာပြီးတော့လေအချိန်တန်အရွယ်ရောက်တော့ဂုံဂုံလဲလူသားဆိုတော့ချစ်ချင်းမြတ်တရားရရှိတယ်လေအဲ့တော့ဘာပဲပြောသူတို့နဲ့သူ့ဆန်တန်ယုံနဲ့ဂုံလေးမှချစ်သူလေးရဒီလိုလေးဖြစ်လာတာပေါ့အမေညောမရှိနဲ့နော်မဲဂုံလေးဟိုတနေ့ကလေအိုးယောက်ျားလေးရင်ကောင်းမလားမိန်းကလေးရင်ကောင်းမလားပေါ့ဘာပဲပြောမဲအထဲထဲဘာဖြစ်တယ်ဘာရဲ့အမေတတလေးလားမသိဘူးတတလေးကပြောနေနားထောင်ကြဟဲ့ဘိုက်ကလေးလောက်ပါဟဲ့ဘိုက်ကလေးလောက်ပါဟဲ့အိုးဘိုက်ကလေးလောက်ပါဟဲ့ဘိုက်ကလေးလောက်ပါဟဲ့အိုးအမေတဲရပြောနေတာဘာပြောလဲကွာသူ့နာမည်လေးပေးဖို့တော့စဉ်းစားထားတယ်ဆိုင်မြစ်တာလို့ပေးလိုက်မယ်ဟုတ်တယ်နာမည်လေးတော့မပေးဘူးပါဘူးဟဲ့မဖိုင်ဟုတ်ပါဘူးဟောယောက်ျားလာပြီအာတို့ရဲ့ယောက်ျားလေးမဖိုင်ရှင်ဘလို့ဖြစ်လို့မလှုပ်နဲ့လေမလှုပ်နဲ့ဘာလို့လဲဘိုက်ပြုတ်ကျသွားမယ်အိုးယောက်ျားရဲ့မြန်မာမိန်းကလေးအိမ်တောင်ရှင်အမျိုးသမီးများဟာအခုလိုကိုဝန်တော်အင်ကြီးဝတ်တာအရန်ချက်တည်ရှိတယ်လေယောက်ျားနောက်တိုင်းဝစ်စုံညဝစ်စုံညအိတ်ဝစ်စုံမျိုးမဝစ်တဲ့အတွက်ကြောင့်မလို့မင်းကိုကျေးဇူးတင်တယ်အဲ့လိုမျိုးဝစ်ခဲ့တဲ့ခါချရင်ဆရာဝန်တွေစစ်ဆေးတဲ့ခါအရန်ခက်ခဲရှိတယ်ဟုတ်လားဟုတ်တယ်အခုတရားကြတော့မစ်ပါလေဆိုင်မြစ်တာတို့ဘာလို့အောင်းလဲဘာတွေလျှောက်အောင်းလဲမဟုတ်ဘူးလေယောက်ျားရဲ့ဟိုဂွန်းကလေဘာပြောကိုရီးယားကားလေးကြည့်ပြီးတော့ဂျူမုံလေးတွေလျောင်ကြီးတွေရိန်းလို့လေဟိုအရန်ချစ်တယ်မလားဒါပေမဲ့ဟိုကိုရီးယားမင်းသားလေးတွေစိတ်ကူးချင်ပေမဲ့လို့ယောက်ျားဘာလေးလိုချင်တာလဲလူလေးလိုချင်လူမမွေးတော့တို့ကဘာမွေးရမှာလဲလို့ယောက်ျားကလေဟုတ်ဘူးလေမင်းဘာမွေးမလဲလို့မင်းတော့ငါမိန်းကလေးလိုချင်တယ်ဆိုမင်းယောက်ျားလေးမွေးမယ်ယောက်ျားလေးလိုချင်တယ်ဆိုမိန်းကလေးမွေးမယ်ကိုလိုချင်တာမရရင်တတ်ပြစ်မယ်လို့မင်းကစိတ်ကူးထားလို့အဲ့လိုတော့ဘယ်ဟုတ်မှာလဲယောက်ျားရဲ့ယောက်ျားဦးဖျားလင်းပေးကြည့်ရဘာလဲဘာမွေးကိုရင်သွေးဟုတ်တယ်လူလေးလိုချင်တယ်မင်းခုနကပြောတဲ့ဂျူးမုံလေးလီအောင်ကြီးတွေမလိုချင်ဘူးဟုတ်ပြီငါအမတန်မှတစ်တက်တဲ့မင်းသား2ယောက်နဲ့တူအောင်မွေးပေးဟဲ့ဘယ်မင်းသားလေးလဲယောက်ျားပြေတိုးနဲ့နေတီဦးယောက်ျားဘာပဲနဲ့ပြေတိုးနေတိုးနဲ့ပြေတီဦးဟုတ်လားပြေတီဦးသူတို့နဲ့တူအောင်မွေးပေးဟုတ်ပြီပုံခဏနေမင်းဟုတ်ပြီကလို့လို့မင်းကလေ့ကျင့်ငန်းလုပ်ပါလို့ပြောတယ်
ကိုဝန်ဆောင်မျိုးသမီးများဟာညနေတိုင်းလမ်းလျှောက်ပေးရမယ်ဟုတ်တယ်အဲ့ဒီအတွက်မင်းလေ့ကျင့်ငန်းမလုပ်ဘူးအဲ့ဒီအတွက်ငါစိတ်ဆင်းရဲတယ်အမလေးစိတ်မဆင်းရဲမှလည်းယောက်ျားရဲ့ဟိုဒီဇင်ဘာအားကစားလာမှာသူများတွေကဒီဇင်ဘာလာကြမှာအားကစားလုပ်တာယောက်ျားလေးသွားနေတော့ဒီမှာကျဲမိန်းမဘာလုပ်တယ်စောစောအိမ်လို့စောစောထားလို့စောစောလက်လျှောက်ကြပါတော့လက်ချင်ကန်လုံးဆိုမိန်းမရဲ့ပြုတ်ထွက်ကုန်မယ်ပြုတ်ကြကုန်မယ်လက်ချင်ကန်လုံးဆိုငါမွေးမယ်ကလေးကဆေးရုံမှာမွေးမှာလမ်းမှာမွေးမှာမဟုတ်ဘူးလမ်းမှာမွေးမှာမဟုတ်ဘူးဆေးရုံမှာမွေးမှာဟိုမလေးမင်းကတော့လေမင်းကိုလေငါဘောနေလေယောက်ျားဗာလဲအလူသွားတယ်လေအလူသွားဖို့လေမိမလွတ်လိုက်တယ်လေမိမအိမ်မဲပဲနေတယ်မဲဘိုက်ကြီးနဲ့ဆိုအလှပြက်မဲအဲ့ဒါကြောင့်မလို့ယောက်ျားကိုကျွတ်အိတ်လေးထည့်ပေးလိုက်တယ်လေထည့်လာလားမင်္ဂလာဆောင်ကနေထည့်လာလားလို့မဟုတ်ဘူးလေမိမမင်္ဂလာဆောင်ထည့်လာစရာလားမင်းကတိတ်ခါကြတယ်မင်းအဲ့လိုထိအစားတော့မတောင်းကြနဲ့မင်းအပူအဆက်ရှောင်ရမယ်အချိုအကဲတွေရှောင်ရမင်းငါပြောထားတယ်လေပြောထားပြီယောက်ျားလေယောက်ျားကိုလေအလူတက်ပေးလိုက်တော့လေမပါလာဘူးလားစကားများမနေနဲ့မင်းကိုလစာအကုန်အပ်ထားတာမင်းမွေးဖို့ဖွားဖို့အတွက်ငါလစာအကုန်အပ်ထားတာလေရှင်ရဲ့လာသာတဖဲချောင်းပြတဲ့ခလဲမွေလို့မရဘူးဒါပဲပြောမယ်ဟိုလီငါဟိုလာစာလေးအယုံနဲ့မိန်းကလေးတွေကိုတာဝန်ကြည့်ပြီးလို့ထင်းနေသလားဟိုလာစာလဲအပ်တယ်အောက်ဆိုင်လဲလှုပ်ပေးတယ်လေအောက်ဆိုင်ဟုတ်တယ်လေဘယ်နာအောက်ဆိုင်လဲဟိုအောက်ဆိုင်လေးဟိုစိုက်ကားနင်းပေးတာပြောတာလေညဘက်အလုပ်တွေပဲထွက်လုပ်ပေးမလို့ချင်းယောက်ျားရဲ့လာစာပြေအဲ့အောက်ဆိုင်လေးတွေနဲ့လည်းမရဘူးမိမမီးပွားဖို့မလောက်ဘူးယောက်ျားကလည်းယုံသွားတာပါလေအချိန်ပဲချိန်ပြန်လဲမနေ့9နာရီယုံသွားတယ်လေယုံအရောက်လေနောက်ကျရင်ဟိုလက်မှတ်ထိုးမှာမဟုတ်9နာရီရောက်တယ်4နာရီယုံဆင်းတယ်အဲ့ဒါဆိုတောင်းဝင်ကြပြီးအဲ့လာစာထုတ်လို့ရှင်ပေးတယ်အင်းလေဒီမှာယောက်ျားမိမမီးဖွားဖို့စီကာမိအောင်လို့ဒီလိုလုပ်လိုက်ယောက်ျားရဲ့နော်4နာရီခွဲပြန်လာပြီဆိုရေမိုးချိုးပြီးတော့9နာရီအတိတောင်းကနေဆိုတာနဲ့တက္ကစီဆွဲလိုက်ည7နာရီထိတက္ကစီလေးဆွဲလိုက်နော်ပြန်လာရင်တိုက်စီဆွဲရမယ်တိုက်စီဆွဲရမယ်နော်ည7နာရီ12နာရီထိ12နာရီထိဆိုပြီး12နာရီပြန်လာယောက်ျားဟို15မိနစ်လောက်လေးနားပြီးတော့12နာရီနဲ့15မိနစ်ကနေစပြီးတော့မနေ့4နာရီထိကိုစိုက်ကားနင်းလိုက်နော်ဟိုစံပြ5စီးတို့ပါလို့ပါ5စီးတို့ပါလေ4နာရီထိပြီးလို့ရှိရင်ယောက်ျားရေဟို4နာရီကနေ4နာရီခွဲလောက်လေနိုင်ခွဲလောက်တော့အိတ်လိုက်ယောက်ျားပင်မန်းတယ်ဟုတ်ဒီလောက်ပဲပါရအိတ်ပြစ်လိုက်ဒီလောက်ပဲအိတ်ရမဲလားဒီလောက်ပဲ4နာရီခွဲလောက်ကနေပြီးတော့မနေ့8နာရီခွဲလောက်တိကိုယောက်ျားကဘာပဲပြောဟိုထရောလာကြီးလေးနဲ့အဲ့ဈေးတွေပါပတ်ပြီးတော့ငားတွေပါလေလိုက်ပို့လိုက်အဲ့ဒါပြီးတော့9နာရီဒေါင်းဆိုလို့ရှိရင်ယုံသွားလိုက်တော့မင်းငါ့ကိုသေအောင်တတ်နေတာမဟုတ်ပါဘူးယောက်ျားရေကလေးတသားလေးတွေမိလေးတွေအတွက်လေမင်းကဒီဘိုက်ကိုဗမာမွေးကျင်တာမဟုတ်လို့အိုးယောက်ျားရဲ့ပေါ့ယောက်ျားအကုန်ကြောက်မများဘူးပန်းလိုက်ဆေးဦးမှာပဲမွေးလိုက်ဘာဖြစ်လဲပေါ့လေးပန်းလိုက်ဆေးဦးလားဟိုယောက်ျားရဲ့လာစာနဲ့ဟင်းနည်းနည်းချိန်လိုက်အောင်လေနည်းနည်းချိန်လိုက်အောင်ပန်းလိုက်တော့မလုပ်နဲ့ဒါဆိုတော့ယောက်ျားအလဲလက်တန်းစား SSC မိမ SSC ကအထက်မြင့်နေစပယ်ရှယ်ခန်းဆိုပို့ပေးရတယ်ယောက်ျားရဲ့ဒုက္ခပဲအဲ့ဒါဆိုရင်နောက်ဆုံးမဟာမြိုင်စေကန်းလောက်တော့လှုပ်လိုက်တော့ဟိုမိမရှေးထုံးလဲမပယ်နဲ့ဈေးသုံးလဲမကျွယ်နဲ့အဲ့ဒီမက်သက်နဲ့မွေးရအောင်ဘာမွေးမြန်မာဆန်ဆန်ပဲလေအခုလိုမြန်မာဆန်ဆန်ဘိုက်ဖိုးအင်ကြီးနဲ့လှတယ်နိုင်ငံခြားဝစ်စုံမဟုတ်တော့ညဝေအင်ကြီးဝစ်ရှိကြီးတွေကြတော့ဆရာဝန်တွေစမ်းသပ်လဲခက်တယ်လေအဲ့တော့ဗမာမှုဗမာဟန်ဟိုတို့တားဖွားဆရာမနဲ့ပဲဝန်းဆွဲတယ်နဲ့ပဲလှုပ်လိုက်ရအောင်ယောက်ျားလေ this man ဘယ်တက်အဲ့တော့မလုံးနဲ့တင်ရလေမလုံးနဲ့အဲ့တော့မလုံးနဲ့နည်းလေးရှင်းလို့စတာပါကွာဟိုးပမာမအစင်လာရှိခဲ့ဘူးတဲ့ဟုတ်မင်းတို့ငါတို့ငယ်ကလေးတွေကကလေးတွေမွေးထုတ်ပြီးတဲ့ဌာနတနေရာရှိတယ်ဘယ်နေရာလဲယောက်ျားအဲ့ဒီမှာသွားမွေးမယ်ကွာကဲယောက်ျားရေဘယ်နေရာလဲလို့ဂျမ်ခါနာစီJumkanasi Jumkanasi Muime Jumkanasi Nana vi oye Dizuli dode Amyan lava seyamaye Dimale papa dobame Jumkanasi
တဲ့ဒေသရှင်ကတော့မယ်လိုဒီဖြစ်ပါတယ်တို့ရဲ့စားစင်ရဲ့ကြိုရီယူလာပြီအစင်ပြေစိတ်ရှမ်းမိန်တဲ့ခွက်တဲ့ကိုတမ်းမှုထားပါလေမရောက်နိုင်နေကိုမောင်ချိန်မှာယူလာပြီရောက်စုံညာလေးတွေတဲ့ပုံမြင်တော့မိပါတယ်ဘောဒီချိန်ချမေးမေးပဲကိုလိုရင်စင်မျက်ရှိမင်းရဲ့ပေးဆက်နိုင်စွမ်းကတော့ဘသူနဲ့မှမတူလေကိုတမီလေးဟာနိုင်မေစားချိုးတဲ့သူမရှိမင်းနဲ့လည်းဘုရားမရှိရောက်တဲ့ချင်းနေမေကိုတမီချစ်ဟာနိုင်မေလုံးကားတဲ့သူမရှိဘူးချစ်မင်းနဲ့လည်းဘုရားမရှိရောက်တဲ့ချင်းနေမေတို့စံပြေးခြင်းမင်းတကားရှောင်းမပြေးသူကိုစမပြေးတဲ့ခိုင်မှာကိုနာရောက်လာတယ်မင်းစင်နာရချင်နာရပုံဒီနာလေဒါရီကိုနိုင်ရှင်တရားရှိတော့ပြီပဲဘိုးဒီချိန်ချမင်းမေကိုလိုရင်စင်မျက်ရှိမင်းရဲ့ပေးဆက်နိုင်စွမ်းကတော့ဘယ်သူနဲ့မှမတူလေကိုတမီလေးဟာနိုင်မေစားချိုးဖို့ချက်သူမရှိမင်းနဲ့လည်းဟိုရမရှိရောက်တဲ့ချင်းနေမေကိုတမီချစ်ဟာနိုင်မေလုံးကားတဲ့ချက်သူရှိဘူးချစ်မင်းနဲ့လည်းဟိုရမရှိရောက်တဲ့ချင်းနေမေမင်းရဲ့ပေးဆက်နိုင်စွမ်းကတော့ဘယ်သူနဲ့မှမတူလေကိုတမီလေးဟာနိုင်မေစားချိုးဖို့ချက်သူရှိမင်းနဲ့လည်းဘုရားမရှိရောက်တဲ့ချင်းနေမေကိုတမီချစ်ဟာနိုင်မေလုံးကားတဲ့ချက်သူရှိဘူးချစ်မင်းနဲ့လည်းဘုရားမရှိရောက်တဲ့ချင်းနေမေကိုတမီချစ်ဟာနိုင်မေစားချိုးဖို့ချက်သူမရှိဘူးချစ်မင်းနဲ့လည်းဘုရားမရှိရောက်တဲ့ချင်းနေမေအားလုံးကျေးဇူးတင်ပါတယ်ရှင်မျက်လုံးများဖွင့်လို့ချလေမြင်အာယုန်နဲ့မင်းပဲကိုမြင်နေတယ်ရှင်မကိုလိုခဲ့ဘူးတဲ့သူချင်နာရီနဲ့နှစ်သိမ့်ငယ်ရင်ဖြေသာမယ်နှလုံးသားထဲမှာစုံကြခံစားခဲ့ရတော့ဝမ်းနေလို့လာတယ်ငါချစ်စွာရင်မကိုကြည့်ခွေအိမ်မချေခေါ်စေချင်သာသူလည်းရှိတဲ့ချင်ဘယ်သူတွေလားမင်းမချေဝင်နေလေကွာ
me, you know me, then you get it too. Means when you bomb, the bag only baby me. Me paligo, baby na me, Jenny Varico Baze. The kid cheated where there's a welly way. Did the chin on our side top. Lolo chip, lolo pit, the game chip, say near a boy and we be shoot giant. And the year we got lamb yalon latte. Who are the leg coolie man? Lolo pit, lolo chip, the game chip, say near DDG Nija. Oh, when pew bomb, the bag only baby me. Me baligo, Jimmy na me, Jenny Varico Baze. Sorry, Coco, ye jamming. A boy, go, a party minga, Mounty Varico. The chilling of your yadi. Tama toa janji, kabadule shauwa me alone day. Say down me wo chudano ne ko kai me yenyo me shapulo kaune anu down nwe shinagu me hod ke we yin ji de nu nyan pyo pyaung twe twa sai le te ne lu bo bong le ko ka le to ye jo ma Yoga to love me, and ane kwe damate nyemare kanyare lagong to go long joy. Shout for me, alone tender, don't know I'm here. They don't know, Chudano, go guide me, in your man, Chapo, long down there.
ခြင်းလေးချိုးနှံသူမူနွယ်နွယ်ယောဂထူလုံးမယ်အင်းနဲ့အားနဲ့ခွေတမ်းမထဲတဲ့မြင်မာတဲ့ခံကြတဲ့လာကောင်းတူကျွေဆိုလိုရှောက်သွားမယ်အလွန်တင်းတယ်သုံးတောင်ဝအားမယ်ဆယ်တောင်ပဲဝချူတာတော့နဲ့ကိုကိုင်းမယ်ပြင်းညွတ်မယ်ရှက်ဖို့အလုံးကောင်းမယ်အမှုနောင်တွေရှင်တကိုမယ်ဟိုတကေဝဲရင်ကြည့်တယ်လူညံပြောပြောင်းတွေထွာတိုင်းလေးလူဘုံဘုံနဲ့ဒုက္ခကိုလေတို့ရင်ကျိုးမလို့ဆိုတယ်ပန်းနဲ့ပန်းချင်းသူတော်လေးခွဲထုံတင်းပြန်ပြန်ချမ်းရန်ခိုင်တာခန္ဓာဝေးချိုင်တာရှိလန်းစံမညှိုးနွမ်းမယ်ကျူကျူလိုက်မယ်ရှက်ဖွယ်မတူခြင်းလေးထိုးနှံသူဘုံတွင်ယောဂထူလုံးမယ်အင်းနဲ့အားနဲ့တမ်းပါတဲ့မြင်မာတဲ့ခံရတဲ့လာကောင်းတကူလုံးချွေတင်းကြပြီလေတင်းကြပြီလေတင်းကြပြီဒါစေသူကြရဝေပြပါဝနာဘယ်ကွာဘုတ်ဆောက်တီလာဆောက်ပြီးပြန်လာတာမတွေ့ရကြပြီတကယ်ကြီးရဲ့ငါတို့တွေတွေ့ရကြပြီနော်အေးငါတို့သားသမီးလေးလေမတွေ့တာဘူးတော်တော်ကြာနေပြီဟာခင်ဗျားတို့လည်းမတွေ့တာမဟုတ်ပါဘူးဗျာကျွန်တော်လည်းမတွေ့တာကြာပြီမနစ်ကသတင်းကျွတ်လာတော့ပြီးရကမတွေ့ဘူးဟုတ်တယ်သူတို့လည်းမကြောက်ချင်လို့မတွေ့ချင်လို့မဟုတ်ပါဘူးသူတို့ကအလုပ်တွေရှုပ်လို့ဖြစ်နေတယ်ဟုတ်တယ်ဒီရတယ်မိမရဲ့နေလေးညတော်မောင်တို့သားလေးနေသူသမီးလေးတာတို့သတိရတယ်ဟုတ်လားမိမသူတို့ကမိဘတွေပေါ်ဝတရားခြေတာမဟုတ်ဘူးလက်ဝတရားမြောက်ဝတရားကိုယ်လုံးခြေတော့သူ့အိမ်အောင်ရတာယာနေတာကြည့်ဒါမောဟုတ်မကြည့်ကြမပြောင်းဆိုရင်လာကြပြီဟုတ်ဟာလာရခင်ဗျားဒီလေးပါလာပြီလူပဲပြောနေတာတားလို့သူမျိုးအကြောင်းကိုကြီးတို့ကဒီရောက်နေရဟုတ်တားတော့ကတော့အေးဘောတားတို့ကြောင့်သူပဲပြောနေတာကိုကြီးတို့ကလည်းဖခင်တို့သမီးလေးကောင်းတယ်နော်ဒီလေးဖိုးဖိုးစီသွားလိုက်ပါဦးဒါပါဖိုးစီသွားဟုတ်ဘွားကြီးလေဖိုးဖိုးအဝါပေးလိုက်အဝါပေးကဲခုဘယ်လိုမျိုးတော့လာကြလားပစ္စည်းတွေအကုန်ပါလာတယ်လမ်းမကြီးမှာမကောင်းဘူးလေအေးလေအဲ့ဒါဆိုကဲငါတို့ရင်မဲ့သွားမယ်ကွာကောင်းတယ်ကောင်းတယ်လားဒါကြောင့်လားတင်းကြပြီလေတင်းကြပြီလေတင်းကြပြီဒါစေသူငါများတို့ရဲ့အလားနဲ့သစ္စာကိုကွယ်ပြေရှာမောကြတယ်ဒီကဲမပန်းစီရကိုကွယ်ပြောကြမယ်ကိုထိုင်နေဝင်ချင်မှာကွယ်တကယ်ပဲလားရှိတယ်စုံញိုင်ချီကနေညီလန်းထွေးပြီးဆက်ပြချွေတဘာဝရဲ့လာဟန်တွေရဲ့ထုံကြည့်တဲ့ပြန်
ချီဝဲကဘာတန်စမ်းမိကိုဝေဝဲပုံမကြီးရည်တည်နေဒီဘုံခွေချုံလေးတမျှရဲ့တဘာဝတရားလာရဲ့ဘဝရဲ့သစ္စာမြည်တဲ့ခိုင်မာမြဲမြဲတွေဒီငါလာဆိုတာရဲ့ပေါ်ချလို့လာရဲ့တကယ်လာနဲ့သစ္စာမှာကိုယ်တဘာဝဆင်းဖြစ်တယ်ဘာမြေပြင်ပေါ်တော်မဲ့သူငါများယူရဲ့အလားနဲ့သစ္စာကိုကွယ်ဖွေရှာမောကြတယ်တကယ်မမောပဲစီရကိုကွယ်တော့ပြောပြမယ်ကိုထားလေးဝင်ချင်ပါပဲတကယ်ပဲလာရှိတယ်ဒီကနေ့ညလန်းထွေးထွေးစမ်းပြချွေတဘာဝရဲ့လမ်းတွေရဲ့ပုံကြီးရည်တည်နေတကယ်လားရဲ့မူမန်ကိုခွဲထွေးတဲ့ကြီးချီဝဲကဘာတန်စမ်းမိကိုလေးဝဲပုံကြီးရည်တည်နေဘုံခွေချုံလေးတမျှရဲ့တဘာဝတရားလာရဲ့ဘဝရဲ့သစ္စာမြည်တဲ့ခိုင်မာမြဲမြဲတွေဒီငါလာဆိုတာရဲ့ပေါ်ချလို့လာတယ်တကယ်လားနဲ့သစ္စာမှာကိုယ်တဘာဝဆင်းဖြစ်တယ်